မင်္ဂလာပါဒီနေ့ကတော့သူများသားလေးကြိုက်တဲ့သင်္ဘောသီးရခိုင်ချက်နီလေးလာပြီးတော့မျှဝေပေးတာပါဈေးကသင်္ဘောသီးတစ်လုံးဝေလာလိုက်တယ်တစ်လုံးကိုကျမအတုပ်ကြိုက်တော့တစ်ဝက်ကကျမတုပ်စားမယ်နောက်တစ်ဝက်ကိုကြတော့ကျမရခိုင်ဟင်းလေးချက်စားမှာဖြစ်ပါတယ်သင်္ဘောသီးတစ်လုံးကိုနှရှမ်းရှင်းလိုက်ပါမယ်သင်္ဘောသီးတင်တဲ့အခါတအားကြီးလဲကြီးလို့မရဘူးတအားကြီးလဲသေးလို့မရဘူးပေါ့နော်အနေတော်လေးတွေတင်ရပါတယ်ဒီဟင်းလေးကတော့စားရတာလဲတခါတလေဆိုလို့ရှိရင်ကောင်းတယ်ပေါ့နော်အဲ့တော့တငယ်ချင်းတို့ရဲ့အိမ်မှာရှက်စားကြည့်ကြပါအဆက်မစားဘူးဆိုလို့ရှိရင်ငရုတ်သီးကတော့မထည့်လဲအဆင်ပြေပါတယ်ကျမကတော့ငရုတ်သီးနှလုံးလောက်ညက်ပြီးတော့ထည့်လိုက်ပါတယ်အရသာအတွက်စားထည့်မယ်ဟင်းချုံမုံထည့်ပါမယ်အယောင်အတွက်ကစနွေးမှုအနည်းငယ်ထည့်ပါမယ်ပြီးလို့ရှိရင်တော့စီနည်းနည်းလောက်ထည့်လိုက်ပါမယ်ရခိုင်ရင်းဆိုတော့ငပိရတော့မပါမဖြစ်ပေါ့နော်ငပိအနည်းငယ်ထည့်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့သင်္ဘောသီးရခိုင်ချက်နေလေးရတော့ရပါပြီရှင်အားလုံးပဲအိမ်မှာအလွယ်တကူချက်စားကြည့်ကြနော်